စစ်စမ်းမှုတို့ပါရှော့မှကျိုးဆိုပါတယ်เนาะဒီနေ့ကတော့ညီကိုတွေကို ADB တီးတန်းပေါ့เนาะ ADB တီးတန်းအောင်မှာကျွန်တော်တို့အားလုံး license လေးပါမယ်เนาะ license စာအုပ်3ပါမယ်ကျွန်တော်တို့ဒီ3လေးပေါ့เนาะဒါ license လေးအသီးသီးပါမယ်ဗျာเนาะညီကိုတွေအရင်ဆုံးကျွန်တော်ဒီခဲလေးနဲ့မိတ်ဆက်ပေးပါမယ်ဒီကောင်လေးကတော့ model 2020တိတ်ကိုမှာရပလက်လေးကတော့ MD1 ရပလက်လေးနဲ့ဖြစ်မယ်เนาะဒါ89ရပလက်ဆိုလို့ရှိရင်လည်းမြင်တယ်ဘိန်းလုံးဝအသစ်ဆိုင်လေးညီကိုလက်ထဲမှာတပြားတစ်ချက်ပို့မှပြန်ထည့်စရာမလိုဗျာเนาะတို့ဒီမှာအရှိလေကာလေးဖိုင်နာပြီးရရှိမယ်ဒီနှုတ်သီးလေးဖိုင်နာပြီးရရှိမယ်ဗျာเนาะတာယာလေးတွေကအစာရှိတော့လုံးဝပြည့်မယ်ဒီဒွန်လေးဆိုလို့ရှိရင်လည်းအထူကြီးကျအောင်မယ်ဗျာเนาะညီကိုတွေเนาะဒါ ABS တွေအကုန်အလုပ်လုပ်မယ်မိကွက်အကွဲပြဲနာစာလုံးဝလွတ်ပါမယ်ခင်ဗျာเนาะဒီကောင်လေးကတော့ model 2020တိတ်လေးပါ3200အပေါ်မှာကျွန်တော်ရောင်းချပြပါမယ်ဗျာเนาะပြောလို့ရှိရင်ကျွန်တော်တို့ဒီအလဲတွေကဘိန်းလေးကတော့ဒါ2019တိတ်လေးပါ ARV ကရုံးလေးနဲ့ဖြစ်မယ်ဗျာเนาะ ARV license ကရုံးလေးနဲ့ဖြစ်မယ်ဒါပေမဲ့တက်တန်းလေးပါအကြံလေးပါပဲဗျာเนาะညီမစိတ်များဒီကောင်လေးလည်းကျွန်တော်လက်တင်ဖိနေထားလေးဖြစ်မယ်ဒီကောင်မှာကျွန်တော် original ပစ္စည်းအကုန်ဆုံးပါမယ်ဗျာเนาะ train တန်ကြီးအဆွေးနာစာစီတိုင်းတန်ကြီးလုံးဝလွတ်ပါတယ်ဒီကောင်လေးကကာလာအနီထဲမှာကြိုက်နေတဲ့ညီကိုမိတ်ဆွေများအတွက်ကျွန်တော်160အပေါ်မှာเนาะညီကိုရောင်းချပေးမယ် ARV license တက်တဲ့အရှိလေးနဲ့ဖြစ်ပါမယ်ခင်ဗျာเนาะဒါတော့2019တိတ်လေးပါကဲဒီဘက်အဆုံဆုံးကကောင်လေးကတော့ကျွန်တော်တို့ဒါ final ပြီးတဲ့ကောင်လေးဖြစ်မယ် model 2020တိတ်လေးပါเนาะကာလာလေးကျွန်တော်ခဲမဲလေးဖြစ်မယ်ဗျာเนาะကောင်ကကျွန်တော်တို့ video ရပလက်ကိုမှာ83ရပလက် license အကြီးလေးနဲ့ဖြစ်မယ် original ပစ္စည်းလည်းအကုန်ဆုံးပါတယ်ဗျာเนาะဒီကောင်မှာဘာတွေ final ပြီးတဲ့အရှိမလဲဆိုရင်เนาะကျွန်တော်တို့ဒီအရှိမှာเนาะဒါမီလုံးအကာတွေရှိမယ်သူကရှိရင် body guard တွေပါမယ်ဗျာเนาะဒီမှာ body guard တွေဆိုရင်တော့ဒီလုံးဒီပါပါတယ်ကျွန်တော်တို့ original ဘတ်မှန်လေးတွေအစเนาะဒီလုံး original ဘတ်လည်နဲ့ဖြစ်မယ်ဘိန်းလေးလည်းလုံးဝတော်တော်လေးတက်တဲ့ထဲမှာပါတယ်ဗျာเนาะဒီကောင်လေးဆိုရင်3200ပေါ်မှာကျွန်တော်ရောင်းချပေးပါမယ် VGO 83ရပလက် license အကြီးလေးနဲ့ဖြစ်ပါမယ်ခင်ဗျကျွန်တော်အခုလက်ရှိပြသခဲ့တယ်เนาะဒါ ADB လေးတွေကိုညီကိုအနေနဲ့ကြိုက်နေတဲ့လို့အားပေးနေတယ်ဆိုရင်ကျွန်တော်ဆိုင်ရေးစာတွေကဘကိုးမျိုးလွတ်တဲ့ရုံရှိဟန်တာဦးနေလန်ထဲမှာရှိပါတယ်ဖုန်းနံပါတ်တွေကတော့39 9986163 39 9986164 39 9663064 ကြိုက်နေတဲ့ရဖုန်းနံပါတ်ကနေပြီးတော့အသေးစိတ်ကိုဗီဒီယိုနဲ့ဖြစ်စေဖုန်းခေါ်ရေးဖြစ်စေเนาะဒါကြည့်ရှုဝယ်ယူအားပေးလို့ရပါတယ်ဗျာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်စိတ်ရန်ချနေဝအင်ရောက်စနစ်လည်းရှိပါတယ်ဗျာเนาะကျေးဇူးအများကြီးတင်ပါတယ်